မင်းတို့အာဏာရတော့ငါတို့ဖိနှိပ်တာငါတို့အာဏာရတဲ့ကမင်းတို့ငါတို့ဒီလိုပြလုပ်မယ်ဆိုရင်တော့ဒီတိုင်းပြည်ကတော့ပျက်စီးမှာပဲနော်ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့နိုင်ငံဖြစ်သွားမှာပဲအဲ့တော့ကျွန်တော်တို့ကဖြစ်ရမှာဒီကနေ့ဖြစ်ရှိနေတဲ့ KNU ရဲ့လမ်းစဉ်ကိုပြောရင် KNU ရဲ့လမ်းစဉ်ကမှန်ပြီးသားပဲဗျမှန်လို့လဲကျွန်တော်တို့ဒီလောက်ထိ83နှစ်ထိရပ်တည်နိုင်တာလမ်းစဉ်မှားနေရင်ဒီထိရပ်တည်နိုင်ပြတ်တာကြားလာပြီနော်အဲ့တော့ကျွန်တော်တို့ကပြောချင်တာကဒီအခြေအနေကိုကျွန်တော်တို့ကဆုတ်ကင်ပြီးမှနီးဗျူဟာအပိုင်းမှာကျွန်တော်တို့ကနည်းနည်းလုံမယ်လို့ကျွန်တော်မြင်တယ်ဗျနီးဗျူဟာညံ့ဖြစ်နေတော့မဟာဗျူဟာရဲ့ရှေ့သွားရမယ့်ခရီးကိုတစ်ဆွမှုတွေဖြစ်စေတယ်အဲ့ဒါကကျွန်တော်တို့ KNU တူဦးလည်းမဟုတ်ဘူးဗမာပြည်မှာရှိတဲ့နိုင်ငံရေးသမားအားလုံးနိုင်ငံရေးပါတီအားလုံးကလည်းဒါကိုသိရှိထားဖို့လိုတယ်နော်အဲ့တော့ကျွန်တော်တို့86ရမယ့်ဟာကကျွန်တော်ကနီးဗျူဟာအပိုင်းကိုပဲကျွန်တော်အထူးပြောခြင်းတယ်ဘာကြောင့်မို့လဲဆိုတော့မော်စီတုံးပြောခဲ့တာရှိတယ်ဗျဒီထမင်းပကံတွေကထမင်းကိုငါအကုန်သားမယ်အဲ့ဒါကမဟာဗျူဟာဒါပေမဲ့လက်တွေ့စားတဲ့ခါကျတော့တလုတ်ချင်းစားရတာအဲ့ဒါကနီးဗျူဟာအဲ့မဟာဗျူဟာနဲ့နီးဗျူဟာပြောရမယ်ဆိုရင်အဆင်ပြေမှုရှိတယ်ဆိုရင်ကျွန်တော်တို့ကစောစစီအောင်မွေးရမှာပဲနော်တိုင်းပြည်ငြိမ်းချမ်းမှာပဲ Federal Democracy နိုင်ငံကြီးတည်ထောင်နိုင်မှာပဲအဲ့တော့အဲ့ဒါအခုကနီးဗျူဟာပိုင်းဒီမှာကျွန်တော်တို့ကညံ့နေတယ်လို့ကျွန်တော်မြင်တယ်နော်နီးဗျူဟာပိုင်းညံ့တယ်ဆိုမဟာဗျူဟာကိုတော်ထိကြိုက်တယ်ဆိုတော့အဲ့ဒီမှာကိုယ်ထဲမှာအငင်းပွားမှုတွေဖြစ်လာတယ်ခင်ဗျာစောစောကပြောလို့ဟိုပါပေါ့ကွဲလွဲမှုတွေဖြစ်ပေါ်လာတာဒါအရေးကြီးတယ်ဒါကြောင့်ကျွန်တော်က KNU ဟာနီးဗျူဟာပိုင်းမှာအခြေအနေနဲ့ကိုက်ညီအောင်ကျွန်တော်တို့လှုပ်သွားနိုင်ဖို့ဟာအရေးကြီးတယ်နော်အဲ့တော့အဓိကပြောရင်တော့ကျွန်တော်တို့အကမဟာဗျူဟာပေါ့ဗျာနှစ်ပေါင်း90 100အထိကိုမြင်တတ်တဲ့အတွေးခေါ်နဲ့ကိုယ့်ရဲ့မဟာဗျူဟာကိုချပြီးအဲ့ဒီမဟာဗျူဟာအောင်မြင်ဖို့အတွက်နီးဗျူဟာကိုကျွန်တော်ဆောင်ရွက်သွားမယ်ဆိုရင်ကျွန်တော်ဒီတိုင်းပြည်ကြီးငြိမ်းချမ်းမှာပဲဒါပေမဲ့ KNU တူဦးတဲ့လို့မရဘူးဗျာအခုဖြစ်နေတာတိုင်းပြည်ရဲ့အခြေအနေကတခြားနိုင်ငံရေးပါတီအဖွဲ့အစည်းတွေကလည်းရှိတယ်တစ်ဖက်ကလည်းစစ်ကောင်စီရရှိနေတယ်အဲ့ဒါဒီလူတွေပါအားလုံးကနားတယ်မှကျွန်တော်တို့ချူနဲ့ကျွန်တော်တို့ Federal Democracy နိုင်ငံကိုထူထောင်နိုင်မှာတိုင်းပြည်ကအဲ့ဒီအချိန်မှာငြိမ်းချမ်းပြီဆိုရင်ပညာရေးစီးပွားရေးတွေနဲ့အဖက်ဖက်ကလူမှုရေးတွေပါတိုးတက်ပြီးမှဒီတိုင်းပြည်ကပြန်လည်ပြီးမှဟိုးအရင်ကလို့နော်ရှေ့တန်းရောက်တဲ့နိုင်ငံတစ်ခုဖြစ်သွားဖို့ရှိတယ်အလားလားနော်ဒါကြောင့်ကျွန်တော်ကတော့ပြောချင်တာတော့ပြန်လည်စဉ်းစားကြပါအဲ့တော့အာကာဒတွေထားပြီးမှမင်းအာနာရတော့ငါ့ကိုဒီလိုလုပ်ခဲ့တယ်ငါအာနာရမင်းဒီလိုလုပ်မယ်ဆိုတဲ့ဘာတပြန်ကြားပြန်စိတ်ဓာတ်တွေနဲ့ဆိုရင်တိုင်းပြည်ကနစ်နာတယ်ပြည်သူလူထုကြီးကဘယ်တော့မှချမ်းသာဘာတော့မှမဟုတ်ဘူးဆင်းရဲဒုက္ခနဲ့စိတ်တွေညစ်ဘဝတွေနစ်နာနော်မတိုးတက်တော့ဘူးအဲ့တော့ကျွန်တော်အားလုံးကိုပြောချင်တာကတိုင်းပြည်ရဲ့မျက်နှာကိုကြည့်ပါပြည်သူလူထုရဲ့မျက်နှာကိုကြည့်ပါနော်တိုင်းပြည်ကဆုပ်ယုပ်ကြဆင်းသွားရဆိုရင်မကောင်းပါဘူးပြည်သူလူထုတွေထိခိုက်နစ်နာတယ်ဆိုရင်လည်းမကောင်းပါဘူးဒါကိုပဲကျွန်တော်ပြောလို့တယ်ကျွန်တော် KNU အနေနဲ့ကတော့မဟာဗျူဟာချထားတာကမှန်ကန်ပြီမဲ့နိဗျူဟာအပိုင်းတွေမှာတချို့ကအာဏာချက်ရှိတယ်ဒါအာဏာချက်ရှိတဲ့ပုံမှာပဲဒီလိုတစ်ဆုပ်နေတယ်ခက်တာက KNU ကြီးပဲမဟာဗျူဟာနိဗျူဟာနဲ့လှုပ်သွားပြီမဲ့တခြားနိုင်ငံရေးပါတီအဖွဲ့အစည်းတွေကလည်းထပ်ဝင်လာလို့ရှိရင်အဲ့ဒါကရှုပ်ပြအခုတည်းမှာအခုဒီတိုင်းပဲဖြစ်တယ်လေစေအာဏာရှင်ရွေးကောက်ပွဲအနိုင်ရရှိထားတဲ့ NLD ကနိုင်ရသားနဲ့အစိုးရမပြရပဲစစ်ကောင်စီကအာဏာသိမ်းလိုက်တယ်သိမ်းလိုက်တော့အဲ့ဒီ NLD ကပုံကိုယ်တွေကတခါကျွန်တော်နေမိတော့အကုန်လုံးရောက်ကုန်တယ်ရောက်ကုန်တော့ဒါကြီးကလည်းကျွန်တော်လက်မခံလို့မရဘူးသူကအမှန်တရားကိုအဲ့တော့လက်ခံပြန်တော့စစ်ကောင်စီကကျွန်တော်တို့မကျေနပ်ဘူးအဲ့လိုကျွန်တော်တို့ကဘေးကျနံကျဖြစ်နေတာဒါကိုချောမောဖြစ်နိုင်အောင်ကျွန်တော်တို့ကချိန်ကူချာညှိပြီးကျွန်တော်တို့အဆင်ပြေလို့သွားနေကြတာအဲ့တော့နီးဗျူဟာမှာအဲ့ဒီညမှာကွဲလွဲချက်တွေရှိတော့တယောက်နဲ့တယောက်နော်အယူဆချင်းမတူအဲ့ဒါတွေဖြစ်တာဒါပေမဲ့ဘယ်လိုမှဖြစ်ကျွန်တော်တို့ကတော့အယူဆမတူတဲ့အရာတွေကိုစုစည်းပြီးမှညီညွတ်မှုယူပြီးမှကျွန်တော်ဆက်လက်ချီတက်သွားမယ်နော်တိုင်းပြည်ကို Federal Democracy နိုင်ငံ